ရခိုင်ပြည်တန်ရွေးမြို့ကိုနှစ်သက်ကူမတိုင်မီနိုင်ပိုင်းအလိုမှာမြန်မာလေတပ်ကထပ်မံပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား3ဦးဒဏ်ရာရရှိခဲ့ပြီးနေအိမ်တချို့မိလောင်ပျက်စီးခဲ့ရပါတယ်။2025ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ညနေ9:28မိနစ်အချိန်လောက်မှာတန်ရွေးမြို့အမှတ်1ရပ်ကွက်ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရကနေအခုလိုနေအိမ်တချို့မိလောင်ခဲ့တာဖြစ်တယ်လို့အာရခတပ်တော် AA ကလည်းသတင်းထုတ်ပြန်ထားပါတယ်။လူနေအိမ်တချို့မီးလောင်ခဲ့ပြီးအရက်သား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဒေသခံတွေကပြောကြပါတယ်။မြန်မာစစ်အုပ်စုရဲ့အကြမ်းဖက်လေတပ်ဟာဒီဇင်ဘာလ29ရက်နေ့ကတန်ရွဲမြို့နယ်ငပလီလင်းသာရက်ကွက်ကကလင်းငယ်တွေအပါအဝင်အရက်သား9ဦးကိုပုံကျဲတပ်ဖြတ်ခဲ့ပြီးတဲ့နောက်2ရက်လောက်အကြာမှာတန်ရွဲမြို့ကိုအခုလိုထပ်မံမီးလောင်တိုက်သွင်းပုံကျဲခဲ့တာလည်းဖြစ်ပါတယ်။